ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေကိုဆဲဆိုမှုနဲ့ဖမ်းဆီးခံထားရတဲ့စစ်တပ်လော်ဘီဇော်ဖုံးဟင်းကိုအလဲပိုင်းတိုင်းစစ်တပ်သားမှာစစ်ထောက်တန်းရေးတွေကစစ်ကြောရေးစခန်းပို့ပြီးစစ်ကြောနေကြတယ်လို့ပြူလွင်အခြေစိုက်ရဲတရင်ရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။အဲ့ဒီစစ်တပ်လော်ဘီဇော်ဖုံးဟင်းဆိုတဲ့သူကိုဇွန်လ2ရက်နေ့မွန်လွဲတနာရီကျော်လောက်မှာပဲသူနေထိုင်ရာပြူလွင်နေအိမ်မှာတင်စစ်ကောင်စီတပ်ကသူတို့အချင်းချင်းပြန်ပြီးဖမ်းဆီးသွားကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့လိုဖမ်းဆီးသွားပြီးတဲ့နောက်စစ်တပ်လော်ဘီဇော်ဖုံးဟင်းဟာရဲစခန်းကိုမရောက်လာပဲစစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်ထောက်လမ်းရေးတွေကစစ်ကြောရေးစခန်းကိုတခါတည်းခေါ်သွားပြီးစစ်ကြောနေကြသလိုစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆိုမှုနောက်ွယ်မှာဘာကြီးရွေချက်ရှိလဲဆိုတဲ့အချက်ကိုပါစစ်ကြောမေးမြန်းနေတယ်လို့သိရပြီးစစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းဖြတ်တန်းရနိုင်တယ်လို့လည်းပြည်ဦးလင်ရဲတရင်ရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမဘာသာနဲ့အမျိုးသားရေးအစွန်းရောက်တင်ငန်းချုံဖုံးကြီးပေါက်ကိုတော့ဆိုသူကတော့ဇော်ဖုံးဟင်းကိုစစ်တပ်ကဖမ်းဆီးမှုဟာဇော်ဖုံးဟင်းအတွက်ကံကောင်းတယ်လို့ပြောထားပြီးအပြင်မှာဆိုရင် PDF ကဖမ်းဆီးတပ်ဖြတ်လို့တည်သွားနိုင်တယ်ဆိုပြီးတော့ပါပြောထားတဲ့အပြင်စစ်တပ်ကဖမ်းဆီးထောင်ချတာဟာထောင်ထဲမှာအေးအေးဆေးဆေးဖြတ်တန်းနိုင်မှာဖြစ်တဲ့အတွက်ဒါဟာကံကောင်းတယ်ဆိုပြီးတော့ပါပြောထားပါသေးတယ်အဲ့ဒီစစ်တပ်လော်ဘီဇော်ဖုံးဟင်းကိုသူတို့အချင်းချင်းဖမ်းဆီးဖို့အတိကလှုပ်ဆောင်ခဲ့တဲ့သူတွေထဲမှာစစ်တပ်လော်ဘီဟန်ငိမ့်ဦးကဥဆောင်ပါဝင်ခဲ့တဲ့အတွက်မဘာသာနဲ့စစ်တပ်ထောက်ခံသူတချို့ကတော့ဟန်ငိမ့်ဦးကိုတစ္ဆာပေါက်တဦးအဖြစ်ကင်မွန်းတထားကြပြီးစစ်တပ်ထောက်ခံသူတွေထဲမှာအုပ်စုခွဲတွေဖြစ်ပေါ်လာတယ်လို့လည်းရန်ကုန်မြို့မှာရှိတဲ့မဘာသာအဖွဲ့ဝင်တဦးကိုယ်တိုင်ရန်ကုန်ခေတ်ကို Messenger ကနေတဆင့်ဆက်သွယ်ပြောဆိုထားပါတယ်။တစ်ဖက်ကစစ်တပ်လော်ဘီဟန်ငိမ့်ဦးကတော့ဇော်ဖုံးအင်းကိုဖမ်းဆီးတဲ့အပေါ်ကန့်ကွက်တဲ့သူတွေဟာစစ်တပ်ကိုတော်လှန်ပုံငန်းဖြုတ်ချဖို့ကြံစည်နေတဲ့ပူးသက်ဒရှိုတွေဖြစ်တဲ့အတွက်ဇော်ဖုံးဟင်းဘတ်တော်သားမှန်သမျှဖမ်းဆီးရမယ်ဆိုပြီးတော့ပါဟန်ငိမ့်ဦးရဲ့လူမှုကွန်ရက် Telegram ကနေတဆင့်လှုပ်ဆော်ထားပါသေးတယ်ခင်ဗျ။ကျွန်တော်ဗာလေးပြောခြင်းလဲဆိုတော့အဖသားကြီးတွေမြေမကောင်းတော့ပါဘူးဆိုတဲ့အကြောင်းလေးကျွန်တော်ပြောချင်တာပေါ့ဗျာအဖသားတွေအားလုံးကိုကျွန်တော်လေးစားတယ်အဖသားကြီးတွေအားလုံးကိုကျွန်တော်လေးစားတယ်အဖသားကြီးတွေကိုဘာကြောင့်လေးစားရလဲဆိုတော့အဖသားကြီးတွေကတပ်မတော်ဘက်ကနေပြီးရင်သူကကြလားမရက်တည်တယ်ပေါ့ဗျာနိုင်ငံဘက်ကနေရက်တည်ကြတယ်ပေါ့တိုးတော်လည်းပဲစိတ်သက်တွေအောက်ထမ်းကြတယ်ဗျာဒီပွဲမှာတော့ဗျဒီကိုစော်ဘုံကြီးနဲ့ဖြစ်တဲ့ဟာမှာဆိုလို့ရှိရင်နိုင်ငံမှာအကျင့်ပြစ်ဝန်ထမ်းဆိုတာတပ်ထဲမှာလည်းရှိတယ်ဒီအကျင့်ပြစ်ဝန်ထမ်းတွေကိုကိုစော်ဘုံကြီးကထောက်ပြတဲ့ခါမှာကြလားအနာရှိတဲ့လူတွေဆက်လို့ပြောတာအဲ့တော့အနာရှိတဲ့လူတွေဆက်အနာမရှိတဲ့လူကမဆက်နေလေဗျာအဖသားကြီးတွေပေါ့သူတို့ကကြလားအဘောက်ကိုကိုးကွယ်တာအဖသားကြီးတွေမှာအမှားကင်းလားအဖသားကြီးတွေမှာအဆက်ကင်းလားအဖသားကြီးတွေကြလားမြေမကောင်းမှုကြလားတခါတည်းရေးထားတာတွေဆဲထားတာတွေကြလားဟိုဟာတွေကြလားညစ်ပတ်တွေပြောထားတာတွေအများကြီးပဲဒီအဖသားကြီးတွေမှာလည်းပဲအဖသားကြီးကျွန်တော်နာမည်ထုတ်မပြောချင်ဘူးဗျာပုံကိုရေးဖြစ်ကုန်ပါစလို့ဒီအဖသားကြီးတွေလို့ပဲပြောချင်တယ်အဖသားကြီးတွေဂရုလိုက်ရှိတယ်အုပ်လိုက်ကြီးဖြစ်နေအခုကအုပ်လိုက်ကြီးအဖသားကြီးတွေကအုပ်လိုက်ကြီးဗျာကိုစောဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခင်ဗျားတို့စောက်ရှစ်ကလေးရှိကြပါခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေအောက်တန်းကြတာကိုခင်ဗျားတို့ကိုယ်တိုင်ဖော်ပြနေတာကျွန်တော်တို့ကခင်ဗျားတို့ကိုလေးစားခဲ့တာတန်ဖိုးထားခဲ့တာအခုချိန်မှာတော့ခင်ဗျားတို့စိတ်ဓာတ်တွေကိုကြည့်ပြီးခင်ဗျားတို့ဟာတိုက်ပြည်တွေယုံကြည်စိတ်ချရတဲ့လူတွေမဟုတ်ဘူးခင်ဗျားတို့ကပုဂ္ဂိုလ်ရေးကိုးကွယ်တဲ့လူတွေပဲခင်ဗျားတို့ကပုဂ္ဂိုလ်ရေးကိုးကွယ်နေတဲ့လူတွေတိုက်ပြည်တခုကိုကြလားဟာဘာလဲအဖွဲ့အစည်းတခုရဲ့ဂုဏ်သိက္ခာညှိုးနှမ်းပါတယ်လို့ပြည်သူလူထုရဲ့အထင်မြင်လွဲမအောင်ဖြစ်ပါတယ်လို့ခင်ဗျားတို့ကရောပြည်သူလူထုအထင်မြင်လွဲမအောင်ရေးတဲ့စာတွေမပါဘူးလားခင်ဗျားတို့ရေးတဲ့စာတွေထဲမှာခင်ဗျားတို့ပြောသမျှကိုယုံတယ်လို့များအောင်းမိတ်နေလားကိုစော်ဘုံကြီးပြောသမျှကိုလည်းလူတိုင်းကယုံတယ်အောင်းမိတ်နေသလားအခုကခင်ဗျားတို့ကထောင်ကြအောင်လုပ်နေတာခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေကအပဒအောက်တန်းကြတာကြလားကြလူသိတာပေါ့ဗျာအခုတော့သိရတာပေါ့အဘသားကြီးတွေစိတ်ဓာတ်တွေအောက်တန်းကြမှန်းအဘသားကြီးတွေကအောက်တန်းသားတွေမှန်းလူသိရတာပေါ့ဗျာလူသိရတာပေါ့ကျွန်တော်တို့ကတော့ခင်ဗျားတို့သတင်းတွေလည်းကြည့်တယ်ခုလည်းကြည့်တယ်နောက်လည်းကြည့်အောင်ပါကြည့်မှာဒါပေမဲ့ခင်ဗျားတို့ကိုလေးစားလို့တော့မရဘူးခင်ဗျားတို့ကိုလေးစားလို့လည်းမရဘူးတန်ဖိုးထားလို့လည်းမရဘူးခင်ဗျားတို့အောက်တန်းသားတွေပဲလူတယောက်ကိုကြလားကြောက်ချဖို့ပဲတိတ်ပြီးပြည့်စည်နေတာခင်ဗျားတို့လို့ကြလားအပါကြီးအပါလေးဝင်ကြီးဝင်လေးတွေကိုရှေ့ကနေမရက်ပြီးကာကွယ်ပေးနေခဲ့ကြတယ်ခင်ဗျားတို့လို့အပါသားကြီးတွေရှိနေလို့လည်းပဲတိုင်းပြည်ကပြက်နေတာအဲ့အဘတွေထဲမှာလည်းအကျင့်ပြစ်အဘတွေအများကြီးပဲရှိတာပဲတပ်မတော်သားတွေမှာလည်းပဲအကျင့်ပြစ်စီးပွားရေးသမားစီးပွားရေးဆိုင်တဲ့တပ်မတော်သားတွေအများကြီးရှိတာပဲကြလားအငှက်ပြက်တွေလေရဲဆိုတာလည်းအငှက်ပြက်လေတပ်မတော်သားအများစုဆိုတာလည်းအငှက်ပြက်တွေလေထပ်တာတဲ့လူတန်းသားစစ်ထဲမဝင်ဘူးစ
စစ်ထဲကိုမဝင်ဘူး စစ်လော်ဘီဇော်ဘုံဟင်းကိုမန္တလေးနန်းတွင်မှာဆဲဖာတွေကစစ်ကြောမေးမြန်းလျက်ရှိကြောင်းသတင်းထွက်ပေါ်စစ်တပ်အရာရှိကြီးတွေကိုဆဲဆိုတာကြောင့်ဇွန်လ2ရက်နေ့ကဖမ်းဆီးခံထားရတဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုမန္တလေးအခြေစိုက်စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခရှိရာမန္တလေးနန်းတွင်မှာစစ်တပ်ရေးရာလုံခြုံရေးတပ်ဖွဲ့စရဖကစစ်ကြောမေးမြန်းနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်စစ်လော်ဘီဇော်ဘုံဟင်းကိုဇွန်လ2ရက်နေ့မိုးလွဲတနာရီကျော်ခန့်ကသူ့ရဲ့ပြင်ဦးလွင်နေအိမ်မှာစစ်ကောင်စီပြင်ဦးလွင်တပ်နယ်ကဖမ်းဆီးခဲ့တာဖြစ်ပြီးပြင်ဦးလွင်ကတဆင့်မန္တလေးနန်းတွင်ကိုဖမ်းဆီးခေါ်ဆောင်ပြီးစစ်ဆေးနေတာဖြစ်နိုင်ကြောင်းလည်းစစ်တပ်တည်အရင်းမြစ်တွေကပြောပါတယ်စစ်အရာရှိကြီးတွေကိုဆဲဆိုတာကြောင့်ဇော်ဘုံဟင်းကိုရန်ကုန်တိုင်းဒဂုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာမပတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုမိုခိုင်ကဆက်သွယ်ရေးဥပဒေပုံမှာ66ကနဲ့မေလ9ရက်နေ့ကအမှုဖွင့်ထားတာဖြစ်ကြောင်းလည်းသိရပါတယ်စစ်ကောင်စီနဲ့နှိစက်သူတဦးကတော့ပြင်ဦးလွင်တပ်နယ်ဟာလပခလက်အောက်ခံဖြစ်တာမို့အခုလိုဖမ်းဆီးပြီးစစ်ကြောရေးလုပ်နေတာဖြစ်နိုင်တယ်လို့မြို့တော်ကိုပြောပါတယ်စစ်ကောင်စီဟာစစ်တပ်ထောက်ခံသူ People Media ကကျော်စိုးဦးကို2ကြိမ်မပတာဖုန်ကြီးဖြစ်သူပောက်ကိုတော်ကို1ကြိမ်စစ်တပ်အရာရှိကြီးတွေကိုတဖန်လို့ခေါ်ယူပြီးစစ်ကြောမေးမြန်းမှုတွေပြုလုပ်ခဲ့ပေမဲ့စစ်တပ်ထောက်ခံသူတွေကဝေဖန်လို့တိတ်မကြမီမှာပြန်လွတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်